ကျွန်တော်တို့နိုင်ကိုနိုင်ရမယ်နိုင်ကိုနိုင်ရမယ်ဆိုတာ3နှစ်လုံးအာမခံလာတာ3နှစ်လုံးကျွန်တော်တို့ဥတန်းဆုံးနိုင်တို့တွေကအာမခံပြောလာတာ3နှစ်ကျော်4နှစ်5နှစ်တဲ့ရောက်လာတဲ့အခါကျတော့ကျွန်တော်တို့ကလည်းနောက်ဆုံးအခြေအနေကိုတော့အမှန်တိုင်းတင်ပြဖို့တာဝန်ရှိတယ်လို့ကျွန်တော်တို့ကရောလိန်တဲ့လူတွေမဖြစ်စေဘူးပေါ့ကိုသမိုင်းကိုယူတည်တဲ့လူတွေဆိုရင်ပေါ့လေအဲ့ဒါမလို့အဲ့ခိုင်ချက်နဲ့ကျွန်တော်ဒီစကားကိုတင်โอเคတိုင်းပြည်မှာရှိတဲ့ရန်ရှင်လူမျိုးပါပြည်သူများမင်္ဂလာပါခင်ဗျာမင်္ဂလာပါရွှေရင်ကျော်ဆရာနဲ့တွေ့တော့ပယောကမှန်ရင်တုံပြီးဆင်းလာတယ်ဆိုတဲ့ဥပမာလေးနော်နံပါတ်1ပေးချင်တယ်လူတော်လိုင်းအောင်တော့မယ်နိုင်တော့မယ်စစ်တပ်ပြိုကွဲတော့မယ်နော်တမတော်ပြိုကွဲတော့မယ်ကြာရှုံးတော့မယ်ဆိုပြီးတော့ပုံစံမျိုးမျိုးနဲ့ခန်းစားချက်အရတော့လည်းကောင်းမုန်းတိတဲ့မုန်းတရားကိုအခြေခံပြီးတော့လည်းကောင်းနော်ပုဂ္ဂိုလ်ဆိုရဲချစ်ခင်မှုကိုတော့လည်းကောင်းအခြေခံပြီးတော့လူတော်လိုင်းဘက်ကနေပြီးပြည်သူတွေကိုလူတော်လိုင်းထောက်ခံခဲ့တဲ့မိဘပြည်သူတွေကိုလိန်ညာလှည့်စားခဲ့ကြတဲ့သူတွေဟာတနည်းအားဖြင့်ကြည့်ပယောဂတွေနဲ့တူတယ်နော်ရွှေရင်ကျော်ဆရာနဲ့တူတဲ့ကျွန်တော်ဆရာချစ်နဲ့တွေ့တဲ့အခါပြည်သူလူထုကြားတဲ့ကိုအရှိန်ဟုန်နဲ့လူတော်လိုင်းမအောင်မြင်နိုင်ဘူးလူတော်လိုင်းကထင်တုံးတော်လိုင်းဖြစ်သွားပြီးထိတ်ပေါက်တော်လိုင်းဖြစ်သွားပြီးပဲပုတ်လိုအနှစားခံတဲ့တော်လိုင်းဖြစ်သွားပြီးလောင်လားပြောင်လားတော်လိုင်းဖြစ်သွားပြီးကုန်းလားယုံလားတော်လိုင်းဖြစ်သွားပြီးပုံစံမျိုးမျိုးနဲ့ပြစ်ထဲတဲ့အခါမှာနော်ပြည်သူတွေအတွေ့အခေါ်မြင့်တက်ဖို့အလဲစားမခံရဖို့တိုင်းပြည်တမျက်နှာကြည့်ပြီးပုံကိုယ်ဆွဲဘေးဖယ်ပြီးနိုင်စေရှုံးစေလို့ချစ်ချင်းမုန်းချင်းတွေကိုဘေးချပြီးတင်ပြတဲ့အခါမှာအတွေ့အခေါ်တွေကိုမြင့်တင်ပေးတဲ့အခါမှာပယောဂများလို့ပညာရှင်လို့ခံယူထားတဲ့သူတွေတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့နော်သူတို့တွေဟာထောက်ခံတဲ့ပြည်သူတွေကိုလှည့်စားတဲ့လုပ်ရက်တွေကိုနော်အခုပယောဂများလို့တုံဆင်းပြီးတော့အမှန်ကိုအမှန်တိုင်းပြောရမယ့်အနေအထားကိုရောက်ရှိလာပြီသမိုင်းတရခန်တွေအဖြစ်နဲ့နော်လိန်ညာခဲ့တဲ့သူတွေဖြစ်နေမှတ်တမ်းမဝင်ကြည့်ရင်အခြေအနေမှန်တိုင်းကိုတင်ပြရမယ့်အနေအထားကိုရောက်ရှိလာပါပြီဘယ်သူကပြောတာလဲကျွန်တော်ဆရာကြီးရဲ့ကျွတ်တင်ခမန်းချက်ထောက်ပြချက်ဝိပန်သုံးသက်ချက်တွေဟာတိုင်းပြည်အတွက်မထိရောက်ဘူးလို့ဘယ်သူကပြောတာလဲနော်ဘီလီယံနဲ့ချီတဲ့ဗီဒီယိုဖိုင်တွေဟာပြည်သူလူထုအသိဉာဏ်မြင့်တင်ဖို့ကျွန်တော်ဆရာကြီးနေညညအင်ဆိုင်အားဆိုင်ကြိုးစားခဲ့ရတာတန်းနေပါပြီနော်အဲ့အတွက်ကျွန်တော်ဆရာချစ်ကပညာရှင်တွေကလက်နက်ကင်ခေါင်းဆောင်တွေကဘုနကားအပါဝင်ပေါ့နော်ကိုထွန်းမြတ်နိုင်အပါဝင်ပေါ့ကျိုးဆိုပါတယ်ကိုထောက်ခံခဲ့တဲ့လူထုကိုမလဲစားပါနဲ့မလိန်ညာပါနဲ့တော်လိုင်းရင်ရှုံးရင်ရှုံးသွားပြီနော်လူတော်လိုင်းရင်အောင်နိုင်မဲ့အနေအထားမရှိရင်မရှိတော့ပြီကျွန်တော်ဆရာချစ်ကမြေကြီးကိုလက်ခံရင်လွဲသွားမယ်တော်လိုင်းရင်ကြာရှုံးသွားပြီအစိုးရနော်မဆကအစိုးရနဲ့တက်မတော့အောင်ပွဲဝင်သွားပြီဆိုတာကိုပုံစံမျိုးမျိုးနဲ့အာမခံချက်ပေးပြီးတိုင်းပြည်လုံးကိုစင်ခေါ်ပြီးတော့တင်ပြထောက်ပြပေးခဲ့တာဟာမှန်ခဲ့ပါပြီเนาะယခုလိန်ညာလဲပြားကျင်ခဲ့တဲ့သူတွေချင်းနေမှန်ကိုမပြောကျင်ခဲ့တဲ့သူတွေ